Okay ပါကျွန်တော်နောက်ထွက်ရှိဖို့လုပ်နေတဲ့သချင်းတွေကအခုတီးနေတဲ့တီးလက်စတန်တန်သချင်းလေးမျောလင်းချင်းမနှက်လို့မရပါဘူးနော်အဲ့သချင်းလေးကိုနည်းနည်းလေးအမီးလေးမိတ်ဆက်ချင်လို့ပါလို့တီးချစ်သူဂီတညီကောင်မောင်နှမပေါ့အားလုံးခန်းစားနားဆင်ပေးကြအောင်နော်Sao ra rồi, sẽ ra đâu lên từ nơi đó, để áo ra về đi, ra chết để chỉ ra con đi, để kêu bên sẽ đi, để theo